အောနာကိုခင်ဝေါ်ထဲမှာ Great Wall ကြီးကိုကာကွယ်ဆောင်ရှောက်နေတဲ့ကောင်မလေးတစ်ယောက်ကြောင့်ပြောကြရအောင်ဆိုတော့မူလန်ဆိုတဲ့ကောင်မလေးကိုပုံစံကြည့်ပြီးတော့ထင်မသေးလိုက်ပါနဲ့သူမက Great Wall ကြီးကိုကာကွယ်ဆောင်ရှောက်ပေးနေတဲ့ခေါင်းဆောင်တဦးဖြစ်တဲ့အပြင်အရေးချင်းရှိဆုံးသူရဲကောင်တဦးလည်းဖြစ်ပါတယ်ဒီမှာကျွန်တော်တို့မေးဖို့ရှိမှာကအောနာကိုခင်ဝေါ်တွေက Great Wall ဆိုတာကြီးကဘာမို့လို့ဟီးရိုးတွေကကာကွယ်နေကြရတာလဲbrother တို့မျိုးလုံးနဲ့မြင်အောင်ပြောရရင်ကျွန်တော်တို့ honor ကိုဝေါ်ထဲမှာ The Empire ဆိုတဲ့တကယ်ကိုငြိမ်းချမ်းတဲ့တိုးတက်တဲ့မြို့ကြီးတွေဒေသတွေရှိတဲ့အပိုင်းရယ် The Wasteland ဆိုတဲ့အန်ဒီရဲ့များပြီးတော့ရာဇဝတ်မှုတွေ monster ကြီးတွေရှိနေတဲ့အပိုင်းရယ်ဆိုပြီးနှစ်မျိုးရှိပါတယ်ဒီအပိုင်းနှစ်ခုလုံးကိုမျက်မျှတတနဲ့ဆက်လက်ရှိနေစေတာကဒီ Great Wall ကြီးကြောင့်ပါဒီ Great Wall ကြီးကာထားပြီးလို့သာလူသားတွေအနေနဲ့ The Empire ထဲမှာငြိမ်းငြိမ်းချမ်းချမ်းနဲ့နေနိုင်တာပဲဖြစ်ပါတယ်ဒါကိုကြည့်ရတဲ့ကို Great Wall ကဘလောက်အရေးပါလဲဆိုတာသိနိုင်ပါတယ်ဆိုတော့ Great Wall ကိုကာကွယ်ဆောင်ရှောက်ပေးဖို့ကမူလန်ရဲ့အိမ်မက်ပဲဖြစ်ပါတယ်မိန်းကလေးသူရဲကောင်းတယောက်အနေနဲ့နေစဉ်နဲ့အမျှကျူးကျော်မှုတွေကိုဥဆောင်တိုက်ခိုက်ပေးနေတာကတကယ်ကိုထင်ကြီးဖို့ကောင်းပါတယ်သူမရဲ့အကြောင်းကိုပြောကြတာကတော့သူမကတန်ပါတယ်အကြောင်းလည်းမရှိဘူးတခုခုဆိုစိတ်ဆက်တယ်အဲ့ဒါပြင်တိုက်ပွဲတွေမှာလည်းတကယ်ကိုထိတ်တန်းတိုက်ခိုက်သူတယောက်လိုတိုက်ခိုက်နိုင်ပါသေးတယ်သူမကိုတချို့ကတော့နမေချားရတဲ့တင်ကိုလေးစားရတဲ့ Living Legend တယောက်အနေနဲ့တောင်သတ်မှတ်ထားကြပါတယ်ဆိုတော့ဒီမူလန်လေးကဒီလောက်ထိကိုကျန်တဲ့သူရဲကောင်းတယောက်ပါ brother တို့ရောဒီမူလန်နဲ့သာတိုက်ရမယ်ဆိုရင် honor ကင်းတွေကဘယ်ဟီးရိုးကနိုင်လောက်မယ်ထင်လဲဗျ comment မှာပြောခဲ့လို့ရပါတယ်ဆိုတော့ကျွန်တော်တို့ဇန်ပါဗျနောက်ဗီဒီယိုလေးမှာပြန်တွေ့ရအောင်